ပြောဆိုအဲ့ဒါဆန်နွေးလေးနဲ့စိန်သားမှာမချွေဘူးလားတော့ဒီတိုင်းနဲ့ထဲနေတာအေးကျမလင်ပူမိပြီတဲ့ဘာဘူးလာကျမမိုင်းနာအေးစေး Oh my god Oh my god တော့ပဲလားဘာလို့စပြေးလားတိလောက်တာနော်အမေမင်းငါချက်တဲ့ခါကျရင်ကျမကတော့ငါချင်းရဲ့ငါခူလဲဝဲခဲ့တယ်ငါဖဲ့ရဲ့ပေါ့နော်အဲ့ရိုးတွေကိုမတည်းပြုတ်တာအိမ်မှာမယမ်းရင်မရှိမယမ်းရင်မရှိတရက်ရီပေါ့အခုတည်းတစ်ခုတပင်းသူလည်းအဲ့လိုညလုံးဆိုဒီလိုနေထုတ်ဒီလိုလုတ်ပြလိုက်တာငါပိနည်းနည်းထည့်တယ်ငါမြိုင်နည်းနည်းထည့်တယ်စားလေးထည့်မှာကျမတို့ရဲ့ငါအိုးကြီးပေါ့ရှင်ကဲပြုတ်ချလိုက်ပြီတပလင်ရဲ့ချင်းရဲ့ကျတုံဖြူရဲ့ကိုစီတက်ဖို့အတွက်ကျမထားအောင်မယ်ပေါ့နော်မော်လမြိုင်မွေးငါစစ်စစ်ကြီးလည်းချက်မှာမဟုတ်ဘူးအဲကျမကလေးတွေကရန်ကုန်သူတွေအဲသူတို့စားဘူးမစားဘူးမသိသေးဘူးလေအမိစင်ပြေလားအဲဟုတ်တယ်တဲ့မွေးပြက်တင်းချချင်းလေးတွေကဖြတ်ပြုတ်တာတွေကထောင်းလို့ရတယ်လေငါချက်တော့မယ်ဆိုအိမ်ငါ့ကိုအကောင်ကြီးသားပဲသုံးတယ်ဆိုတော့ရိုးသက်တာအောင်ငချင်းကလည်းလုံးဝငချင်းဖြူရခဲ့တာမညှိဘူးလုံးဝမညှိဘူးငါကိုနှွှင်ဒီမှာဘေးနာတောင်မန်းတွေအယိုးတွေတောင်မန်းနှစ်ခုကအယိုးတွေကိုဖယ်လိုက်တက်သွန်ပြူရဲ့ချင်းရဲ့စပလင်ရဲ့ချောင်းထားတာကိုဒါစီတက်တာပေါ့နော်ငါစီတက်ပြီလို့များအိမ်မှာရောက်ပြီးမထားတာလေကျမတို့ပါဇက်တယ်ရောက်မွေးငါချက်ငါနှစ်ကမရှိဘူးဒီငါးလေးတွေမ6ဖြစ်သွားတယ်ကြည့်အမှညှိနှမ်းနေပြောက်ပြီးကိုတီးတက်ထားတဲ့စီတန်းနဲ့မှုေးပြီးတော့ရတာရှိဒီကွက်ထဲမှာတော်တော်များများရောက်နေပါဝင်ငါဆိုမနိုင်ပြောမင်းတိတ်မစားနိုင်ဘူးဒီ review ပေးခဲ့တဲ့ site လေးဆိုရင်လည်းဒါအရင် special ကောင်းလို့မဟုတ်မင်းတို့စားလို့ရတယ်ဆိုတော့လေနေဖြစ်တာမဝင်ကတော့အိမ်မှာချက်စားတာအကောင်းဆုံးပဲမှာရန်အရသာရှိတယ်။မွေပြီးတော့ချိုးတဘာဝအချိုးငါးတွေနဲ့ချက်တဲ့မော်လမြိုင်မုံကြီးငါပေါ့ကွယ်ပြောတာမော်လမြိုင်မုံကြီးငါအစ်စ်မဟုတ်တာမော်လမြိုင်မုံကြီးငါအစ်စ်ကမုတ်ဆိုတဲ့ရေဆိုပြီးတော့မုံကြီးငါဒီလိုနှပြောဥတွေကတအိုးတသက်ပြုတ်တယ်နည်းနည်းပဲဟိုငါဟိုတဲ့ကိုထည့်တယ်အဲ့လိုချက်တာစောလေကြီးတာလေပေဒီယာနဲ့အာသမီးနဲ့ကလည်းလေးရရှော့မယ်လက်ထွေးလေးလားဟောမော်လမြိုင်မုံကြီးငါလို့တုတ်ပေးရမလားတုတ်ပေးရမလားအဲ့ဒါမော်လမြိုင်မုံကြီးငါရကျမတို့ဒီလိုမျိုးဒီဟာတွေအများကြီးနဲ့နေတာမုံကြီးငါတုတ်ပေါ်ဟဲ့ပြောရရင်မဟုတ်ဖက်တုတ်ကျွတ်မြူကျော်ကြိုက်လားပကံလေးတစ်လုံးပေးပါအောင်သမီးကြက်မောက်တာမော်လမြိုင်မုံကြီးငါတုတ်မချွေဘူးလားတော့ဒီတိုင်းနဲ့ထဲနေတာအေးအမရေအမသမီးဘကအမကြည့်အောင်အမအချင်းနဲ့ညာနေတယ်အရင်မထဲနဲ့အမချင်းဆောက်သွားမယ်ဒီအမနဲ့ပိတ်ဒီမှာကျမနယ်ပေးမယ်မများတော့မှာဖဲအမလက်ဖဲကျမမမြင်ရအောင်ပူတယ်နော်ကျမဒီလောက်ပူခန်းနိုင်တယ်ကျမလင်ပူမိပြီတဲ့ဘာဘူးလာကျမမိုင်းနာအေးစေး Oh my god အဲ့ရဒါငါတူမှာ18နဲ့ပဲရှိတယ်ကြည့်လုံးလှမ်းပြီးတော့နှစ်သမ ्या လေးတစ်ချမ်းပေးရတယ်အတေးကမုံရင်းကားကိုအမြဲတမ်းအဲ့လိုထမင်းနဲ့ပဲစားတတ်တယ်နမင်းလေးအဲ့လိုတွေထည့်ဘာလို့အဆင်ပြေလားဒီလောက်တာနော်အမကဲအားလုံးပဲစားကြပါအောင်လို့မမက်ကျင်ရဲ့မုံရင်းကားချက်တဲ့ပေါ့နော်လော့လေးကိုကြည့်ပေးကြတဲ့အကိုတွေမတွေညာအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့နောက်ဘက်တွေမှာလည်းစားတောက်လေးတွေချက်စားပြီးတော့ဒီမှာဆွဲဆောင်ပါအောင်မယ်လို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်လောက်ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်လက်ကြည့်